မျိုးသားသည်မတော်တဆကိုပြောင်းနိုင်စွမ်းအားကိုနိုးထက်စေခဲ့သည်နောက်တစ်စက္ကန့်တွင်သူ၏အမျိုးသမီးအခန်းဖော်သည်သူ့ကိုတွေ့ရန်ရုတ်တရက်ရောက်လာခဲ့သည်အခန်းထဲတွင်မည်သူမျှမရှိသည်ကိုမြင်သောကြောင့်သူမသည်သူ့ကိုစောင့်ရန်ထိုင်လိုက်သည်ရုတ်တရက်သူမသည်တစ်ခုခုပေါ်ထိုင်မိသလိုခံစားလိုက်ရသည်သို့သောထိုနေရာတွင်ဘာမှမရှိချေသူမသည်လုံးဝစိတ်ရှုပ်ထွေးသောပုံရသည်ထို့နောက်တွင်သူမိသူငယ်ချင်းသည်အခန်းထဲသို့လမ်းလျှောက်ဝင်လာသည်သူမလဲထိုင်တော့မီကိုမြင်သဖြင့်ထိုမျိုးသားသည်လမ်းမှအမြန်ဖဲပေးလိုက်သည်မနေ့ကတွင်ထိုမျိုးသားသည်တာမန်လူတဦးဖြစ်ခဲ့သည်ထိုနေ့နံနက်တွင်သူသည်သွားတိုက်ရန်ပြင်နေစဉ်မှန်နဲနာနတ်ဖျားတစ်ပါးကိုမြင်လိုက်ရသည်ထိုရှို့ဝက်ဆန်းကျဲသောပုံရိပ်သည်သူအားဆေးလုံးတစ်လုံးပေးခဲ့သည်ထိုမျိုးသားသည်သူစိတ်အာယုံချောက်ချားနေသည်ဟုထင်ခဲ့တော်လဲဆေးလုံးကိုမျိုးချပြီးနောက်တွင်သူသည်စွမ်းအားများကိုချက်ချင်းနိုးထက်စေခဲ့သည်သူ၏အမြင်အာယုံကိုအသက်သွင်းလိုက်သည်နှင့်သူ၏အမျိုးသမီးအခန်းဖော်ရေချိုးနေသည်ကိုမြင်လိုက်ရသည်သူသည်အရှက်ပြေခေါင်းကိုအမြန်လွှဲလိုက်ရာသူ၏အခန်းဖော်သူငယ်ချင်းသည်အခန်းထဲတွင်ယောဂကျင့်နေသည်ကိုတွေ့ရှိခဲ့သည်နောက်တစ်စက္ကန့်တွင်သူသည်နှာခေါင်းသွေးထွက်လျက်အခန်းထဲသို့ပြေးဝင်သွားခဲ့သည်ထိုချိန်တွင်အမျိုးသမီးငယ်တဦးသည်သူ့ကိုတွေ့ရန်ရောက်လာသည်သူမသည်သူ၏ချစ်သူဖြစ်ဟန်ဆောင်ပေးရန်နှင့်လေလံပွဲတစ်ခုသို့အတူလိုက်ခဲ့ပေးရန်အလိုရှိနေသည်ထိုမျိုးသားသည်သူ၏အမြင်အာယုံဖြင့်ငွေရှာရန်နေလန်းကိုရှာဖွေနေခဲ့ခြင်းဖြစ်သည်ထို့ကြောင့်သူသည်ဝမ်းမြောက်ဝမ်းသာသဘောတူခဲ့သည်သို့သောလေလံပွဲသို့ရောက်ရှိသွားသည်နှင့်ထိုမျိုးသမီးဖခင်နှင့်တိုးတော်သည်သူထိုမျိုးသားကိုမြင်သည်နှင့်ဆင်းရဲခြင်းအတွက်လောင်ပြောင်ခဲ့ပြီးသူ၏သမီးနှင့်တွဲရန်ချမ်းသာသောလူငယ်မွေခံတဦးကိုစီစဉ်ထားပြီးဖြစ်ကြောင်းပြောခဲ့သည်သို့သောထိုမျိုးသမီးသည်အမျိုးသား၏လက်ကိုတွဲလိုက်ပြီးမင်းတို့သည်တွဲနေကြပြီဖြစ်ကြောင်းပြောခဲ့သည်သူမိဖခင်သည်ထိုရာကိုကြားပြီးနောက်တွင်အလွန်ဒေါသထွက်သွားခဲ့သည်ထိုချိန်တွင်ချမ်းသာသောအမွေခံသည်ရုတ်တရက်ရောက်ရှိလာသည်သူမိဖခင်သည်မင်းတို့၏ဆက်ဆံရေးကိုသိရှိပြီးနောက်သူ၏သဘောထားကိုချက်ချင်းပြောင်းလဲခဲ့သည်ချမ်းအတ္တသောမွေခံသည်ထိုမျိုးသားအားအမျိုးသမီးနှင့်မထိုက်တန်ကြောင်းလောင်ပြောင်ခဲ့ပြီးကြောက်စိမ်းလောင်းကစားပြိုင်ပွဲတစ်ခုတွင်စင်ခေါ်ခဲ့သည်မင်းတို့နှစ်ဦးသည်စားပွဲပေါ်မှမပြုပြင်ရသေးသောကြောက်တုံးသုံးတုံးစီကိုရွေးချယ်ခဲ့ကြသည်တန်ဖိုးရှိဆုံးကြောက်တုံးကိုဖော်ထုတ်နိုင်သူကအနိုင်ရမည်ဖြစ်ပြီးအရှုံးသမားသည်ဒူးထောက်ကလူများရှေ့တွင်တောင်းပန်ရမည်ဖြစ်သည်ထိုချမ်းသာသောမွေခံသည်ကြောက်စိမ်းလောင်းကစားခြင်းတွင်ကြော်ကြားသောပညာရှင်တဦးဖြစ်ကြောင်းသိရှိသဖြင့်အမျိုးသမီးသည်အမျိုးသားအားမပြရန်အမြန်ဖြောင်းဖြခဲ့သည်သို့သောထိုမျိုးသားသည်တုံဆိုင်ခြင်းမရှိဘဲစိန်ခေါ်မှုကိုလက်ခံခဲ့သည်သူသည်သူ၏အမြင်အာယုံကိုအသုံးပြုပြီးထိတ်တန့်ရည်သွေးရှိသောမပြုပြင်ရသေးသည့်ကြောက်တုံးတစ်ခုကိုလမ်းကြည့်လိုက်သည်သို့သောသူလမ်းယူမီလို့စဉ်ထိုချမ်းသာသောမွေခံကမင်းကိုလူယူသွားခဲ့သည်ထိုမျိုးသားသည်ချက်ချင်းထိတ်လန့်သွားခဲ့သည်အကြောင်းမှာထိုကြောက်တုံးသည်စားပွဲပေါ်တွင်အကောင်းဆုံးကြောက်တုံးဖြစ်နေသောကြောင့်ဖြစ်သည်ဘာလို့ရမှန်းမသိဖြစ်နေစဉ်ကျမ်းပြင်ပေါ်ရှိအနင်းကြောက်တုံးအချို့ကိုတတိပြုမိသွားသည်ထိုမျိုးသားသည်လမ်းလျှောက်သွားပြီးမင်းတို့အနက်မှတတုံးကိုကောက်ယူလိုက်သည်သူဘာလို့လိုက်သည်ကိုအားလုံးမြင်သောအခါရေမောခဲ့ကြပြီးသူယူသွားပြီဟုထင်ခဲ့ကြသည်ထိုမျိုးသမီးပင်လုံးဝစိတ်ရှုပ်ထွေးသောပုံရသည်သို့သောထိုမျိုးသားသည်မင်းကိုဖျက်တောက်ရန်ဆွတောင်းဆိုခဲ့သည်နောက်တစ်စက္ကန့်တွင်လေလံပွဲရှိလူတိုင်းတုံလို့သွားကြသည်ထိုနင်းကြောက်တုံးအတွင်း၌ဝတ်ထားသည်မှာထိတ်တန့်အဆင့်မြတ်ကြောက်ဖြစ်နေသည်ချမ်းသာသောမွေခံသည်မင်းကိုမြင်လိုက်ရသောအခါလုံးဝမင်းတက်သွားခဲ့သည်